မင်္ဂလာပါကျွန်တော်တို့ G5 20ခုပြောနေပဲဖြစ်ပါတယ် M5 school မှာတင်ကြနေတဲ့ G5 ကျောင်းသားတွေဖြစ်ပါတယ်အခုကမြန်မာစာမှာတင်ကန်းစာ28ကိုကြိုက်နေတတ်တဲ့အစားအစာပြုလုပ်အောင်ပါတော့အဲ့ဒါမှကျွန်တော်တို့မလာမောက်ချိုက်လုပ်ပါမယ်မလာမောက်ချိုက်မှာပေါ်တဲ့ပစ္စည်းတွေကတော့ခေါက်ဆွဲ6တုံးထုပ်ချက်ဦးနှလုံးမာလာအနစ်ထုတ်ကတစ်ထုပ်ပါမယ်ဟုတ်ကဲ့ပါအရင်ဦးဆုံးချက်ဦးရင်ပြုတ်လိုက်ပါမယ်ဟယ်လိုကျွန်တော်ကျုပ်ပြုတ်ထားတော့တော်ကြာနေပြီကျွန်တော်စောင်းနေတာပေါ့နော်ဒီချိန်မှာတော့ကျုပ်ကကြက်တော့မှတယ်စောင်းနေတာ9မိနစ်ရှိရကျွန်တော်တော့ဗီဒီယို edit ဖြတ်ထားလို့ကျုပ်စုပါပြီပေါ့နော်ကျွန်တော်ကျုပ်ပြုတ်ပြီးသွားပြီကစားမယ်ကျွန်တော်တို့စားလို့ရပါပြီကျုပ်လည်းပြုတ်ပြီးတော့ပြီစားမယ်ပေါ့နော်စားမယ် let's go newစားပါတော့မယ်ရှင်လေးကတော့တော်လေးကိုပူတယ်နော်ရှင်လေးတော်လေးကိုပူတယ်စားပါမယ်ကျွန်တော်ကြည့်ပေးကြပါဦးအားလုံးပဲ3မိနစ်စောင့်ပေးပါလို့ကျွန်တော်ချက်ထဲပါတော့မယ်ကျွန်တော်ခောက်ဆွဲထုံးပါတဲ့အားလေးပေါ့နော်စာချင်းကဒါ
စားခြင်းစရာကောင်းလာအောင်ဖြစ်တော့ပါမယ်ကျွန်တော်တို့စားရင်ဟင်းချုံမှုရနည်းနည်းထည့်လိုက်မှာနော်ထည့်လိုက်မယ်မလာမချတော့မဟုတ်ပါဘူးအရွက်လေးမပါတော့ပါအရွက်ကလည်းမရှိဘူးနော်ရုံပါတော့ခေါက်ဆွဲပြုတ်လို့ရမယ်ခေါက်ဆွဲပြုတ်မှတော့နည်းနည်းပြုတ်တော့ဆိုသူတို့ဘာမှမမှားဆုံးကဲခုလောက်ဆိုတော့ကြက်သွားပါပြီလို့ကြက်သွားပါပြီခေါက်ဆွဲပြုတ်လို့မဟုတ်ခေါက်ဆွဲပြုတ်လေဒီတိုင်းဘောတော့ကြက်ဦးမှာလာနေဟိုအရွက်ကတော့ထဲတော့ပြီးသွားပြီပြီးသွားပါပြီbye bye